အခုကတော့ကျွန်တော်ရထားပေါ်မှာပါပတူနန်းကိုသွားမှာပဲဖြစ်ပါတယ်ပတူနန်းမှာကဈေးဝယ်လို့လည်းအရင်ကောင်းတယ် shopping mall တွေလည်းအများကြီးရှိတယ်နိုင်ငံခြားခရီးသွားတွေလည်းအများကြီးလာကြတယ်ဆိုတော့နာမည်ကြီးတဲ့နေရာတစ်ခုပေါ့နော်မကောင်းပါဆိုအဲဒီကိုသွားကြမှာပါအခုကျွန်တော်ရောက်ရှိနေတာကတော့ပတူနန်းဒီဇင်ဘာပလတီနာမောအရှိကကုန်းကျော်တရားမှာရောက်နေတာပေါ့နော်ကျွန်တော်လည်းတစ်ခါမှအခုမှရောက်ဘူးလားဆိုတော့ဆန်းဆန်းနဲ့ပေါ့နော်ဟိုမေဒီလေးနဲ့တွားနေရတာပါဟိုရှိကလမ်းတွေ့နေရတော့ဒါပလတီနာမောပါဟိုမှာစပီတွေဆွဲဒါတော့စပေါ်တာမမလည်းစပီဆွဲနေပါနော်အမတရားတပ်ပုံရိုက်ကြတယ်ပေါ့နော်ဒါတော့စပေါ်တာမမပါပတူနာမှာကကုန်တိုက်ကြီးအများကြီးရှိတယ်ပေါ့နော်တစ်ခုနဲ့တစ်ခုလည်းသူလေပတ်လို့ကောင်းအောင်လို့အထဲထဲကနေပဲအဲ့လိုတရားတွေဒီဥစ္စာတွေဆက်သွယ်ထားတာဆိုတော့လေအရန်ဟိုလေပတ်လို့ကောင်းတယ်ပေါ့ဈေးဝယ်လို့လည်းကောင်းတယ်တိတ်ဟိုနေရလည်းပူတဲ့အချိန်တွေဆိုတော့လေအပြင်တွေထွက်ကြရမလို့ပဲနဲ့အဲ့လိုမျိုးပေါ့နော်ကုန်တိုက်ထဲကနေပဲတစ်ခုနဲ့တစ်ခုဆက်ပဲသွားလို့ရတယ်နောက်တော့အောက်မှာဆိုလည်းညဈေးတန်းတွေသူတို့ဒီဟိုဘယ်လိုခေါ်မလဲအများကြီးရှိတယ်ပေါ့နော်အဲ့လိုဈေးဝယ်လို့ကောင်းအောင်လေအဲ့ဒါတွေအရဟိုနိုင်သားတွေဒါကြောင့်မို့လဲလဲပတ်များကြတာပေါ့နော်ရိုက်လို့ဆွဲတော့နေတာဒါကတော့ Platinum Mall အောက်ကအယောင်းဆိုင်တွေပေါ့နော်အယောင်းဆိုင်တွေနောက်တော့စားအသောက်တွေအဲ့လိုဘို့အထည်တွေအမတရားပစ္စည်းတွေတော်တော်ဆုံလေးကိုတသက်ရရလေးနဲ့တွေ့ရတာတော်တော်ကြီးကိုကောင်းပါတယ်အကင်းနဲ့လာတွေ့နေကြပါစားမယ်နော်ရှေးတွေတော့ရှေးတွေတို့ရေးရလားไม่มีแล้วประมาณปีละကုန်လိုက်တယ်ဒီမှာကုန်လိုက်တယ်ရောကဲဒါလည်းပါမယ်ကပ်ကိုနောက်လိုက်ရမရနိုင်ဒီဘက်မှာပါလေရှိလေဟမ်ဒါလည်းပါချင်လားပေါ်ဓာတ်လို့တော့ပြောတယ်တက်အဲ့ကမှာဒီထဲမှာပုံပေါ်တော့ဈေးသက်တာဟိုနေ့ကဈေးရလာဒီလာမောချောက်ထားရစီရတဲ့အိုးOh my god Hey. Help me with it. No problem. ကျွေးပါခင်ဗျာကုန်လိုက်တယ်ပါတနေ့ကုန်လားဟိုကြည့်တီကြည့်ဟိုပတ်ဒီပတ်ဟိုဝယ်ဒီဝယ်ခြေတော့တွေလည်းညောင်းတော်တော်ရုပ်စိတ်ရှိအားညနေ9 နာရီမှပဲအခုမှတမင်စားရတယ်ပေါ့တမင်စားလည်းဆိုင်ရလည်းမဆိုးပါဘူးအဲ့မှာတုံရဆိုင်အဲ့ဒီပလတီနာမောနာပဲအဲ့မှာပကံစားတော့ဆိုင်လည်းရှိတယ်ပေါ့အဲ့နားမှာပဲဒါမြန်မာတွေဖွင့်ထားတဲ့ဆိုင်ပဲမဆိုးစားကောင်းတယ်တုံရစီဖူးတုံရပေါ့နော်တော်လေးစားကောင်းပါလေ Thank you ပါကောင်းတယ်ကွာ seafood ဟိုးတော့ဒီမှာတော့ကင်းနေတဲ့မျက်နှာပေါ့
ကြားလား စားပြီးပြန်တော့ကုံလိုက်တယ်ကိုကျွန်တော်ထားပြီးတော့ပတ်ပါတယ် ဟုတ်တယ်မပြေဘူးလားဒါတော့မိတ်ကလေးတန်းဒါတော့မောလို့ထိုင်နာတာပေါ့နော်ထိုင်နိုင်နဲ့ပဲများတာဟုတ်တော့တဲ့လမ်းကြောင်းရိုက်တယ်အဲ့လိုလည်းကျွန်တော်ပိုင်နဲ့တနေ့လဲကိုမိုးတွေလည်းချုပ်ကုန်ဘာလဲပေါပါပြီပေါ့နော်ညစီတန်းသွားတာတော့မပါလိုက်တော့ဘူးနော်ကင်မရာပဲပတိအားကုန်တာနဲ့ဒီညစီတန်းပဲရိုက်တာလေးပါလိုက်တော့ဘူးနော်November Bangkok ဘန်ကောက်တူလိုက်ရညလာကိုကျွန်တော်ခံစားပြီးမိုးလေးချုပ်ပြီးဆိုတော့ကျွန်တော်လည်းအရာပြန်ခဲ့ကြပါတယ်ဘတူလန်က shopping mall တွေကိုကျွန်တော်3ရက်ဇက်တိုက်လာပြီးတော့လာပတ်တယ်ပေါ့နော်လာပြီးတော့ဝယ်ချမ်းပတ်တယ်ဒါလည်း3ရက်တောင်မှနေရာမနှံ့ဘူးပေါ့နော်ဒါတော့ကျွန်တော်ရထားပူတာရောက်ပါပြီရထားလက်မှပြင်ပြီးတော့ကျွန်တော်ပြန်လာတော့နော်ဟိုတယ်ကတော့နိုင်ဝက်လောက်ရထားစီးအောင်ပေါ့နော် Thank you ကွာဒီလာရောက်ပါပြီโอเคစပကွာဒီလာရောက်ပါပြီစပကွာရနေရောဒီ this is စပကွာ this is ကိုဝင်လာဖြစ်ပါတယ်ဟုတ်ကြမှာပြီကျွန်တော်ရဲ့ပတူလန် blog ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ချစ်ရှူအားပေးတဲ့အရောက်ချင်းစီတိုင်းကိုအားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်Beautiful sea, I chose to be happy.